မင်္ဂလာပါညီမလေးတို့ရေကိုလေးပုံမြင်ပြောသူ channel ကနေကြိုဆိုလိုက်ရပါတယ်ကိုလေးရဲ့ညီမလေးတွေညီလေးတွေလည်းပုံမြင်နေနဲ့ဝေးနေတာကြားလာပေါ့ညီလေးတို့ညီမလေးတို့တွေပုံမြင်နေနဲ့ဝေးမသွားအောင်ကိုလေးကဒီပုံမြင် channel လေးကိုထောင်လိုက်ရခြင်းဖြစ်ပါတယ်ပုံမြင်စိတ်ဝင်စားသူညီလေးညီမလေးတို့တွေ subscribe လေးလုပ်ပြီးအားပေးကြပါအောင်နော်အခုကိုလေးပြောပြမယ်ပုံမြင်ကတော့ပုံသီးပုံမြင်ပဲဖြစ်ပါတယ်ဆရာမောင်ရနိုင်ရေးသားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကပေါ့ဒေါ်နယ်စွန်ဖျားကလူတစုဟာသူတို့ဒေသဟာထွက်တဲ့ကုံတွေကိုလားတွေပေါ်တင်ပြီးနေပြည်တော်ကိုကုံသွဲဖို့ထွက်လာခဲ့ကြတယ်တဲ့သူတို့ပါလာတာကလက်ဖက်ဆိုလက်ဖက်ချောင်းလိမ္မော်သီးတစ်တော်သီးနဲ့ဆင်းမြစ်တွေပေါ့ဘရင်ထင်းနှန်းဆိုင်တဲ့နေပြည်တော်ကိုရောက်တော့ပါလာတဲ့ပစ္စည်းတွေရောင်းချကြတာပေါ့ကိုရိုင်းဆက်ပြုတ်ပြီးရောင်းချတာပါခင်ဗျာဈေးလဲတက်တာပါတယ်သူတို့ပစ္စည်းတွေကုန်တဲ့အခါကုန်တဲ့ချို့ကတကိုးကြီးဖျားတွေလက်လက်ဖူးမြော်ကြတယ်တချို့ကတော့စကန်ချရရက်မှာပဲအဆောက်ကြံရည်ပြီးလားတွေကိုအစာရည်စာတိုက်ကျွေးကြတယ်ဖျားဖူးတဲ့သူတွေဟာဈေးကြီးထဲမှာလှည့်ပတ်ပြီးနေဝယ်ကြသေးတယ်သူတို့ဒေတာမှာရှားပါတဲ့စားတို့ငပိတို့ငချောက်တို့ကိုမမစ်မလျော့ဝယ်ယူကြတယ်တဲ့ပြီးတော့အိမ်သားတွေမှားလိုက်တဲ့အဝတ်အထည်တွေလက်ဝတ်တစားတွေလည်းဝယ်ကြတယ်တဲ့ဒီလိုဈေးဝယ်ကြရင်းနဲ့ပဲအုံသီးရောင်းတဲ့ဆိုင်သားကိုရောက်ရှိသွားပါရောကုန်တဲ့ခေါင်းဆောင်ကမေးလိုက်တယ်အဲ့ဒါဘာသီးလဲခင်ဗျာအုံသီးလို့ခေါ်ပါတယ်အရသာသိတ်ကောင်းတဲ့အသီးပါဝယ်ကြပါဦးဒါနဲ့ပဲကုန်တဲ့ခေါင်းဆောင်ကအုံသီးတစ်လုံးကိုကောက်ကင်လှည့်ပတ်ကြည့်ရင်အသီးဟာအကြီးကြီးပဲစားကောင်းပါမလားဗျအဲ့ဒီလိုမေးတော့ကျောင်းထဲသူကပြောတယ်ဟာသိတ်ကောင်းတာပေါ့ဒီအသီးကိုဘယင်းနေနဲ့နန်းနေသူနန်းနေသားတွေပါစားသုံးရတာလေကောင်းလို့ပေါ့ဗျပြီးတော့နတ်ပွဲတို့ကြော်ပွဲတို့မှာလည်းဒီအသီးကအမြဲပါရတယ်လေအဲ့ဒါလောက်ထီတောင်ကောင်းသလားဗျကောင်းပါပဲဗျာတောနေအရက်ကကုံတွေထင်ပါရဲ့ထိုင်ရပါဦးဗျမထိုင်တော့ပါဘူးဗျာစကမ်းမှာလဲကြံခဲ့တဲ့သူတွေကြံနေခဲ့လို့ကဲဒီအသီး9လုံးပေးပါလားဗျဒါနဲ့ပဲကိုယ်တွေလည်းစကန်းချရာစီကိုပြန်ရောက်သွားပြီးသူတို့ဝယ်ယူလာတဲ့ပစ္စည်းလေးတွေကိုထုတ်ပြကြကြည့်ကြရပေါ့ကွယ်နောက်တော့သမင်းချက်ပြုတ်စားတော့ပြီးနားယူနေကြတယ်တဲ့နောက်တစ်နေ့မနက်မှာတော့သူတို့အဖွဲ့ဟာနေပြည်တော်ကနေပြန်လည်ထွက်ခွာခဲ့ကြပါတယ်နေမွန်းတဲ့ချိန်လောက်ရောက်တဲ့အခါမှာတော့အရေးကောင်းတဲ့တစ်ပင်ကြီးအောင်ခီးတစ်ထောင်နားကြတယ်တဲ့လားတွေကိုအစာကျွေးကြဟဲ့ရေးတိုက်ကြသူတွေလည်းပြင်ပန်းနေမှာပေါ့လားတွေပေါ်ကနေဝေစီစလဲတွေကိုချလားတွေကိုအစာကျွေးရေးတိုက်ကြတယ်သူတို့လည်းပါလာတဲ့ရိတ်ခါတွေကိုချက်ပြုတ်စားတော့ကြတယ်ဓမင်းစားပြီးတဲ့ခါကျတော့ခေါင်းဆောင်ကပြောတယ်ဓမင်းတော်စားပြီးပြီဟေးအချိုတဲကြရအောင်ငါဝယ်လာတဲ့အသီးစားကြမယ်ဘယင်စားတဲ့အသီးကြီးတွေကွာတခါမှမစားဘူးဗျို့ဒီအသီးမျိုးမင်းဘယင်းနေတောင်စားကြတယ်ဆိုတော့မင်းကောင်းမှတေးကြတယ်ကွာကောင်းဆောင်ကအုံသီးကိုသူကိုယ်တိုင်ခွဲတယ်အခွန်တွေကိုတေးချခွာတယ်လက်မန်းနဲ့ထည့်တယ်အာမာလိုက်တာဘာရတာမှလည်းမရှိပါလားဟာဟုတ်ပါကွာကြိုက်လို့ဝါလို့ကလည်းမရထွီတော်ပြီမစားတော့ဘူးကောင်းဆောင်လုပ်တဲ့သူလည်းအတော်စဉ်းစားရခတ်သွားတယ်အေးကွာဒီလိုမကောင်းမကန့်အသီးကြီးကိုဘာကြောင်များရှင်ဘရင်နဲ့နန်းတွေသူနန်းရင်းသားတွေကစားကြပါလိမ့်ဟုတ်ပါဗျာသူတို့ပါဇက်တွေကလည်းထူးဆန်းပါပြီဗျာဒီမှာကြည့်ပါဦးအသားအသာစမကောင်းတာဒီအသီးကအစိကတော့အကြီးကြီးပဲနော်ကောင်းဆောင်ကအခွန်မာနဲ့အတွင်းမှာအုံးရီနဲ့အသားနုချိုပါတဲ့အုံသီးကြီးကိုကင်ကြည့်ရင်းကပြောတယ်အစီကြီးတဲ့အသီးမှုစားမကောင်းတာဖြစ်မယ်ကဲထညက်ပဲစားကြပါစို့ကွာအဲ့ဒီလိုပြောပြီးတဲ့နောက်ဂုံတွေဟာအုံသီးနဲ့အုံခွန်တွေကိုလွှင့်ပြေးပြီးထညက်နဲ့မြေပဲယူတွေကိုသာစားတောက်ကြပါတော့တယ်တဲ့ပုံမြင်လေးကတော့ဒါပါပဲနော်ကိုမသိတဲ့အစားအစာကိုစတင်စားမိရင်အဲ့လိုပဲဖြစ်တတ်တယ်ဆိုတာပုံမြင်လေးကတက်တည်ပြနေပါတယ်ညီမလေးတို့ရေကိုလည်းကိုမသိတဲ့အစားအစာကိုစားတော့မယ်ဆိုရင်တေချာမေးမြန်းပြီးမှစားကြပါတော့ကြအုံကုန်တွေကိုပဲစားပြီးအုံသီးကိုလွှင့်ပစ်တဲ့သူတွေလိုဖြစ်နေမှာဆိုလို့ပါအားလုံးဘိုင်ဘိုင်